တဲ့ဆက်အပြေတစ်ခုထွက်မဲ့ပုံဖတ်တင်ချပဲစိတ်တဲ့ချမ်းပြန်နေရှိုးကတဲ့တယောက်လိုမျိုးပြန်လန်းနေပေါ်လိုက်မျိုးပါခဲ့ခဏရရှိလို့မောလာခဲ့အစိတ်တွေလောလာခဲ့ဒီခံနေမှာမနဲ့ကညာတဲ့ချိန်တွေမျိုးတွေပဲGive me the mind ငါတခုခုပြောချင်လို့ပါ No fake တဲ့ခံစားချက်အတန်နေနဲ့ရှောချင်လို့ပါ Right ဘုံမှာရှိထားတဲ့ father တွေပေါ်နေလို့ပါဒီတဲ့ဗင်တွေကိုပေါင်းစပ်ထားတဲ့ beat နဲ့မျိုးချင်လို့ပါတခါတလေမလွမ်းတဲ့ဖေနဲ့အမေဒါလည်းချမ်းမကြီးကောင်းတဲ့ဘာမှစိတ်မပူနဲ့လေစိတ်တွေလည်းပုံမှန်တော့ပြတဲ့အဖေနဲ့အမေပြတ်ဆုံးမရှိမသေးကြလို့တွေးလိုက်တာဖြေလဲမတွေ့ခံချင်တဲ့မှာမနဲ့ကညာကြည့်ငါတယောက်တည်း secret ပြရတဲ့တွင်များရောတဲ့ထဲကညာနဲ့တဲ့ကြည့်ငါတယောက်တည်းဖြေကိုရှာနေစေ What should I do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  Should I do ကျွန်တော်မစောချင်ရှုပ်ခဲ့တဲ့မိမတယောက်ကိုဖတ်တွေ့နေခဲ့တဲ့စိတ်ကိုရှက်တယ်အတန်ရောစိတ်ကိုဖြတ်မယ်ငါခံစားချက်တွေ drama ဖြစ်ပြောက်ဝဲသွားပြီးမှတ်တယ်မယ်ချစ်ဆိုတာမျိုးကမျက်လေအနာလာခြင်းနဲ့ပြတ်တယ် Fuck baby မိုးချမိုးလို့ကျွန်တော်အစိတ်တဲ့နဲ့နေစီချမရှိုးဝင်တော့သူတရားရလာတဲ့ချီကန်ကမိုးကျွန်တော်စိတ်တွေလည်းမတိုးကျွန်တော်တိတ်တွေလည်းမလိုကျွန်တော်မိမိကချီနေချာချာရက်စီညာမြေကအိမ်လေးကိုလှုပ်ဆက်ရထွက်ခွာလာခဲ့ပြီးဘန်ကောက်ရဲ့ညာလာပေမဲ့အတွေးမပလာနဲ့ဒီကွေကလာတဲ့ဒီဒုက္ခပြည့်ရွှေစရာထပ်ရှိအဒုက္ခတွေကချက်စီတမင်းနဲ့စားမယ်ကက်မာကလှုပ်ထားတဲ့စောကချိုးမလို့နဲ့ခါတယ်ငါချမ်းမကြီးခံနာမှာအသက်တွေပို့လို့လည်းရတယ်ဒီခံစားချက်တွေရှမ်းနေမျောပြီးပို့လို့ပဲတွားတယ်ဒီခံချင်တဲ့မှာမနဲ့ကညာကြည့်ငါတယောက်တည်း secret ပြရတဲ့တွင်များရောတဲ့ထဲကညာနဲ့တဲ့ကြည့်ငါတယောက်တည်းဖြေကိုရှာနေစေ What should I do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  Should I do စာဒီမြေမှာချန်ခဲ့တဲ့ငါတငယ်ချင်းဒီဒီနဲ့တာထူမင်းတို့နဲ့ခံစားချက်တွေရှယ်ရင်ငါတီးလိုက်ရတဲ့ချင်းတစ်ခုကဘွားဆိုတာကမလွယ်ချင်းတတိယမီးမင်းတို့ရဲ့တကူအောင် fan တငယ်ချင်းဟုတ်တယ်ငါပင်လေတများလိုပဲမျက်လုံးတစ်ဖက်ကန်နေခုချိန်မရှောင်နေတဲ့နေမြေကတကယ်ရှိုးတဲ့ကန်ချင်းငယ်တုန်းတစ်ပြက် run နေငါမိသားစုနဲ့ဘွားအတွက်မင်းတို့နဲ့ရှိခဲ့တဲ့ချိန်တွေစဉ်းစားရင်တဲ့အောင်မဲ့လွမ်းနေစိတ်ကူးရဲမှာပဲနာကကိုတွေ့ပြီးလှမ်းကြည့်ပြည့်စုံတဲ့ချင်းတွေပန်းနေဖို့ကတကယ်လည်းလိုတဲ့ man နေချိုးနေတဲ့ချက်ကဟန်နေ someone love is scammy ယုံကြည်ပြီးရှင်ကကျွမ်းမိတဲ့အခုတော့တဲ့ကချမ်းစီရှောကားရီတတိုးတဲ့တိုးစေအောင်မျိုးပါနေမတော့ပြီးတွေ့ထိုးနေတော့ပြောစရာတွေရှင်ဘက်က truck ကခုံလာလို့ဒီခံစားချက်တွေဖြစ်ခဲ့တဲ့မြအခန်းလေးတုံးတဲ့တုံးရောက်ကို